ကိုကနဲ့ကိုနိုင်ပြီးပြောတာဘယ်တော့ယုံညံ့တယ်မသိလားဒီကကြာအဲ့ဒီစာကိုထောက်ပြီးတော့ကျွန်တော်တင်ပေးမယ်ကိုချစ်တဲ့ခင်တဲ့သူတွေကအော်မပြောပါနဲ့ဆိုလို့ကျွန်တော်မပြောဘဲနေတယ်အားလုံးထမင်းစားကြပါအောင်ခင်ဗျာဒီနေ့တော့ဒီမှာပဲကိုရေစိမ်ပြီးကြော်တယ်ပေါ့နော်ဘုံလုံးသီးနဲ့ပစုံနဲ့ချက်တယ်ဒီမှာဒါကျတော့ပဲသီးနဲ့ပဲပြာနဲ့ကြော်တာပေါ့နော်ပဲသီးနဲ့ပဲပြာနဲ့ကြော်တယ်ငါပြီးရတိုးစီရတော့ဒီမှာခရမ်းကျွတ်သီးတွေပါညာပေါ့ခရမ်းကျွတ်သီးရမြင့်ရခရမ်းကျွတ်သီးရမြင့်ရပဲဆောင်ငါသီးရထမင်းစားကြပါအောင်ခင်ဗျာကိုချစ်တဲ့ခင်တဲ့သူတွေကမပြောနဲ့ဆိုလို့ကျွန်တော်ဘာမှမပြောဘဲနေတယ်ကိုကနဲ့ကိုနိုင်ပြီးဆဲတယ်ဘယ်တော့ယုံညံ့လဲတဲ့လားလူတွေကတော်တော်ဆူဆူထမင်းစားပြတာတကယ်အကုသို့များတယ်ကိုထမင်းနဲ့ကိုစားပြတာတော့မှအကုသို့များပုံလုံးသီးနဲ့ပဇွန်နဲ့ချက်တာပေါ့နော်မပြီးရင်လည်းနေပြီးပုံလုံးသီးနဲ့တဲကိုရေလေးစိတ်ပြီးကြော်တယ်ပဲသီးနဲ့ပဲပြားလေးနဲ့ကြော်တယ်စားလာအောင်
ဘလုံးသေးချိုနေရပါ嗯。